အားလုံးပဲမင်္ဂလာပါလှိုင်းရဲ့ channel လေးရတယ်ကြိုဆိုပါရစေဒီနေ့လှိုင်းကလူရန်ဟာကိုရွေးချယ်လိုက်တဲ့ပညာရပ်ကို professional ဖြစ်အောင်ဘာတွေလိုအပ်တယ်လဲဆိုတဲ့အကြောင်းကိုလှိုင်းပြီးတလောက်လေးပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်မယ်ဆိုရင်သင်တို့အတွက်အကျိုးရှိမယ်လို့ညွှန်လင့်ပါတယ်လူတိုင်းဟာပညာရပ်တစ်ခုကိုစနစ်တကျလေ့ကျင့်မယ်ဆိုရင်ပါရမီရှင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်ဂျပန်နိုင်ငံကစိတ်ပညာရှင်တစ်ယောက်ကအသက်2နှစ်ကနေ6နှစ်ကြာကလေး24ယောက်ကို2014ခုနှစ်မှာစတင်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီစမ်းသပ်ချက်မှာကလေးတွေကိုပီယာနိုရဲ့အတန်လက်ကွက်14ကွက်နဲ့ပတ်သက်ပြီးစနစ်တကျလေ့ကျင့်ပြီးပါတယ်။အချိန်တစ်နှစ်ခွဲအကြာမှာကလေးတွေအားလုံးကအတန်လက်ကွက်14ကွက်လုံးကိုကြက်ကျင်တာတွေမကပဲကိုယ်ပိုင်တန်ချိန်တွေကိုပါဖန်တီးလာနိုင်ခဲ့ကြပါတယ်။ကြက်ကျင်မှုဟာဖျားပေးရဲ့လက်ဆောင်မဟုတ်ဘူးဆိုတာဒီစမ်းသပ်ချက်ကသက်သေပြနေပါတယ်။စနစ်တကျလေ့ကျင့်ရင်ပါရမီရှင်ဖြစ်လာနိုင်တယ်လို့ပြောနိုင်တဲ့အကြောင်းရင်းနှစ်ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့အုံနောက်ရဲ့ဖွဲ့စည်းပုံပြောင်းလဲနိုင်စွမ်းပဲဖြစ်ပါတယ်။လန်ဒန်မြို့ရဲ့ကားလင်းတည်ဆောက်မှုဟာ driver license ဖြည့်ဖို့ကမ္ဘာပေါ်မှာအခက်ခဲဆုံးလို့ပြောလို့ရအောင်ရှုပ်ထွေးပါတယ်။ဘာကြောင့်လဲဆိုရင် Charing Cross လို့ခေါ်တဲ့လမ်းဆောင်ရဲ့6မိုင်ပတ်လည်ကိုတိတိကျကျမှတ်မိရမှာဖြစ်ပါတယ်။ GPS တွေ Google Map တွေမပေါ်သေးတဲ့အချိန်မှာကားဒရိုက်ဘာတွေကလန်ဒန်မြို့ရဲ့မြေပုံတစ်ခုလုံးအလွတ်ကျထားရပါတယ်။အဲဒါကြောင့်အဲ့ဒီခေတ်ရဲ့ကားဒရိုက်ဘာတွေ memory guru လို့ခေါ်ကြပါတယ်။အုံနောက်ထဲက hippocampus လို့ခေါ်တဲ့မှတ်ဉာဏ်အစိတ်အပိုင်းတွေကို magnetic resonance စက်တွေနဲ့2002ခုနှစ်မှာလန်ဒန်တက္ကသိုလ်ရဲ့အုံနောက်နဲ့အာရုံပညာရှင်တယောက်ကသုတေသနပြုလုပ်ခဲ့ပါတယ်။ဒီစမ်းသပ်မှုမှာအသက်50ဝန်းကျင်အငှားရင်ပေါင်း16ဦးပါဝင်ခဲ့ပါတယ်။သူတို့ရဲ့အုံနောက်ထဲက hippocampus ကတခြားသူတွေထက်အရွယ်အစားပိုပြီးတော့ကြီးမားနေပါတယ်။မွေးရပါမဖြစ်နိုင်ဘူးလားဆိုတဲ့မေးခွန်းတစ်ခုလည်းရှိနေပြန်ပါတယ်။အဲဒါကြောင့်ကားလိုင်စင်ဖြေဖို့လုပ်နေတဲ့သူတွေကိုသုတေသနပြုလုပ်ခဲ့ပါတယ်။လိုင်စင်မဖြေခင်မှာသူတို့ရဲ့ hippocampus ကတာမန်လူတွေနဲ့တူနေပြီးတော့4နှစ်ကြာလို့လိုင်စင်ဖြေပြီးတဲ့အချိန်မှာတော့တာမန်လူတွေထက်အရွယ်အစားပိုကြီးနေအောင်တွေ့ရပါတယ်။ဒီစမ်းသပ်မှုကအုံနောက်ကိုအပြည့်အထန်လေ့ကျင့်လိုက်မယ်ဆိုရင်ဖွဲ့စည်းပုံပြောင်းသွားတာကိုသက်သေပြနိုင်ခဲ့ပါတယ်။ဒီတစ်ခုကတော့စိတ်နေစိတ်ဓာတ်ပြောင်းလဲနိုင်စွမ်းပါ။ပညာရပ်တစ်ခုကိုအချိန်ကြာကြာလေ့လာသင်ယူမယ်ဆိုရင်သူတို့ရဲ့ယူဆပုံတွေးခေါ်ပုံတွေမှတ်သားပုံတွေကပညာရှင်ဆန်လာပါတယ်။ဥပမာပြောရရင်မိုနာလီဇာပကြီးကားတစ်ချက်ကိုတာမန်လူတစ်ယောက်ကမြင်လိုက်တဲ့အခါနာမည်ကြီးရဲ့ပကြီးကားတစ်ချက်လိုပဲမြင်ပါပါ။နှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ပကြီးဆရာတစ်ယောက်ကပကြီးရဲ့အယောင်ပေါင်းစပ်မှုတွေအသေးစိတ်ကြားရဲ့ရွေးဆက်မှုတွေကိုနားလည်နိုင်စွမ်းရှိပါလိမ့်မယ်။နောက်ထပ်ဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်1924ခုနှစ်မှာကမ္ဘာစစ်တုရင်ချန်ပီယံအလက်ဇန္ဒာအာလက်ခင်ဟာကမ္ဘာထိပ်တန်းစစ်တုရင်ကစားသမား26ယောက်နဲ့အချိန်12နာရီကြာရှင်းပြိုင်ခဲ့ပါတယ်။ဒီပြိုင်ပွဲမှာစစ်တုရဲ့အယုတ်ပေါင်း832ရုံနဲ့အကွက်ပေါင်း1664ကွက်တို့စိတ်ထဲအလုံးမှတ်ပြီးပြိုင်ခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲရဲ့ရလဒ်ကတော့16ပွဲနိုင်9ပွဲတည်9ပွဲရှုံးဖြစ်ပါတယ်။အချိန်ကြာကြီးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီးလူတွေရဲ့အယူဆမှန်းလည်းတွေ့ရပါတယ်။လေ့ကျင့်မှုတွေပြုလုပ်တိုင်းထိဆုံးဆင့်ကိုရောက်မယ်ဆိုတာကျိန်းနေတော့ဆလို့မရပါဘူး။လေ့ကျင့်မှုတစ်ခုကရည်ရွယ်ချက်ရှိမှသာ professional ဖြစ်လာနိုင်ပါတယ်။အဲ့ဒါကိုပညာရှင်တွေက deliberate practice လို့ခေါ်ပါတယ်။ဥပမာအနေဖြင့်ပြောရရင်လူတစ်ယောက်ဟာငယ်ဘဝတွေကမိဘတွေနဲ့တင်းနစ်ကစားခဲ့တယ်ဆိုပါတော့အဲ့ဒီအချိန်မှာသူကဘောလုံးကိုထိစင်မှထိမယ်ဒါပေမဲ့မိဘတွေကိုနိုင်မှုဆိုတာမဖြစ်သေးပါဘူး။ဒီကလေးကအသက်ကြီးလာတာနဲ့အမျှတင်းနစ်ကစားဆွဲရင်တဖြည်းဖြည်းတိုးတက်လာပြီးသူ့မိဘတွေနဲ့တိတ်ကွာတော့မှမဟုတ်ပါဘူး။ဒီကလေးကအချိန်နဲ့အမျှကစားဆွဲရင်တိုးတက်လာပြီးမိဘတွေကဘာလို့ကစားဆွဲရင်မတိုးတက်တော့တာလဲ။အဲ့ဒါကို effortless performance လို့ခေါ်တယ်။ရည်ရွယ်ချက်ရှိမလေ့ကျင့်မှုဆိုရင်တိုးတက်လာမှာမဟုတ်ပါဘူး။အဲ့ဒါကြောင့်ဘယ်ပညာရဲ့မဆိုအမြင့်ဆုံးရောက်ချင်ရည်ရွယ်ချက်ရှိလေ့ကျင့်ရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရရင် professional တင်းနစ်ကစားသမားတစ်ယောက်ဖြစ်ချင်ပွဲတိုင်းအောင်စိုက်ပြီးကစားရမယ်။ရိုက်ချက်တိုင်းအောင်ထိအောင်လေ့ကျင့်ရမယ်။ပညာရပ်နဲ့ဆိုင်တဲ့နည်းစနစ်တစ်ခုချင်းစီကိုရည်ရွယ်ချက်ရှိတိုးတက်အောင်လေ့ကျင့်ရမယ်။ရည်ရွယ်ချက်ရှိရဲ့လေ့ကျင့်မှုတွေကိုစလုပ်တော့မယ်ဆိုရင်ပထမအဆုံး comfort zone တွေကထွက်ပြီးစိန်ခေါ်မှုတွေကိုလုပ်ရဲဖို့လိုပါတယ်။ဒုတိယတစ်ချက်ကတော့နည်းစနစ်တကျသင်ကြားပေးဖို့နည်းပြဆရာကောင်းတစ်ယောက်လိုအပ်ပါတယ်။တတိယအချက်ကတော့တခြားသူတွေရဲ့ထင်မြင်ချက်တွေကိုလေးလေးစားစားနားထောင်ပြီးကိုယ့်ရဲ့အားနည်းချက်တွေကိုပြုပြင်သွားဖို့အရေးကြီးပါတယ်။နောက်ဆုံးတစ်ချက်ကတော့စိတ်ထဲမှာပုံဖော်နိုင်ဆွဲအားကောင်းမှုလိုအပ်ပါတယ်။ပုံဖော်နိုင်ဆွဲအားကောင်းနေလေတိုးတက်နေလေဖြစ်ပါတယ်။အဲ့ဒါကြောင့်ကျွမ်းကျင်မှုကမွေးရပါလားစနစ်တကျလုပ်ယူလို့ရရလားဆိုတာ comment section မှာချက်ပြီးကြပါဦးနော်။တတား